မိတ်ဆွေများအလုံးမင်္ဂလာပါမိတ်ဆွေရဲ့ဘဝမှာဘယ်ရာကိုပဲလဲလို့လက်တော်ရလက်ကိုဘယ်တော့မှမကြည့်နဲ့ရေရှည်အတွက်ပဲစဉ်းစားဥပမာမိတ်ဆွေကကိုယ်လက်လှုပ်ရှားမှုနေ့တိုင်းပုံမှန်လုပ်နေတဲ့သူတယောက်ဆိုလို့ရှိရင်အခုလက်ရှိမှာဘာအကျိုးကျေးဇူးမှမရှိပေမဲ့နောက်တစ်ချိန်မှာမိတ်ဆွေဟာကျမ်းမာတန်ဆွမ်းတဲ့သူတယောက်ဖြစ်နေမှာသိချတယ်အဲ့ဒါလိုပဲမိတ်ဆွေကစာဖတ်တဲ့လူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒီလက်ရှိအချိန်မှာဘာမှမသိတာပေမဲ့နောက်တစ်ချိန်မှာမိတ်ဆွေဟာဘုဒ္ဓတွေနဲ့ပြည့်စုံတဲ့လူတယောက်ဖြစ်နေရမယ်စီးပွားရေးလုပ်ရင်လည်းဒီအတိုင်းပဲကမ္ဘာပေါ်မှာအောင်မြင်နေတဲ့ကုမ္ပဏီတွေကိုကြည့်လိုက်လို့ရှိရင်အခုကုမ္ပဏီထောင်ပြီးအခုအောင်မြင်သွားတဲ့ကုမ္ပဏီတစ်ခုမှမရှိဘူးသူတို့မှနှစ်ပေါင်းများစွာအချိန်ပေးပြီးတော့စူးစမ်းတည်ဆောက်လာခဲ့ရတာလူတွေကအများသောအားဖြင့်အောင်မြင်မှုရလဒ်ကိုပဲအာရုံစိုက်ပြီးတော့အဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်ကစူးစမ်းမှုတွေအခက်အခဲတွေကိုကြတော့ဘယ်သူမှစိတ်ဝင်စားကြဘူးမိတ်ဆွေတို့မိမိတို့ရဲ့ဘဝမှာညီမချက်တစ်ခုရှိတယ်ဆိုလို့ရှိရင်အကောင့်ထဲပေါ်လိုက်တယ်အစပိုင်းမှာတော့စူးစမ်းတယ်အချိန်တိုင်းတာတစ်ခုထိစူးစမ်းလို့မှအောင်မြင်မှုရလဒ်ကိုမရဘူးဆိုလို့ရှိရင်အဲ့ဒီညီမချက်ကြီးကိုလက်လျှော့လိုက်ကြတယ်မဖြစ်နိုင်တဲ့အရာပေါ်မှာအချိန်ကုန်ခံဖို့မထိုက်တန်ဘူးဆိုတာမှတ်ပါလေဒါပေမဲ့ဘယ်အရာမဆိုသူ့တိုင်းတာသူ့အချိန်ကန့်သတ်နေသူရှိပြီးတာဥပမာပြောရရင်ရောဘာပင်တစ်ပင်ဟာသူ့အစည်းကိုချစ်ဖို့ရဖို့အတွက်အချိန်6နှစ်ပေးရတယ်ဒီ6နှစ်မတိုင်ခင်သူ့အစည်းကိုဘလောက်ပဲချစ်ဘာအစည်းမှထွက်မှာမဟုတ်ဘူးအဲ့ဒါကိုမိတ်ဆွေကဟာဒီအပင်ကအစည်းလည်းမထွက်ဘူးအလကားပဲဆိုပြီးခုတ်လဲလိုက်မှဆိုလို့ရှိရင်ဆုံးရှုံးနေတာတဲ့သူကမိတ်ဆွေပဲဖြစ်မှာပဲနောက်တစ်ခုသတိထားမယ့်အချက်ကကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်စီကိုအရောက်လျှောက်လန်းတဲ့နေရာမှာကိုယ့်ရဲ့အားသာချက်ကိုယ့်ရဲ့အားနည်းချက်တွေကိုအမြဲတမ်းစမ်းစစ်ပြီးတော့ဒီဇိုင်းမှတ်သွားနေဖို့လည်းလိုအပ်တယ်တချို့လူတွေကကြတော့ဘေးပတ်ဝန်းကျင်ရဲ့ပြောစကားနဲ့နောက်လှည့်သွားတဲ့လူတွေလည်းရှိတယ်လောကမှာတစ်ပင်ကောက်နေတာမြင်ရတယ်လူတွေရဲ့စိတ်ကိုကိုယ်ကမမြင်နိုင်ဘူးကိုယ်လိုတဲ့လူတွေလည်းရှိတယ်မလိုတဲ့လူတွေလည်းရှိတယ်ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဖို့ဘေးနားကစူးချစ်တန်ရာတွေကိုဂယုစိုက်နေလို့မရဘူးကိုဖြစ်ချင်လို့ရွေးချယ်ပြီးရှောက်ခဲ့တဲ့လမ်းပဲဘေးနားကလူတွေရဲ့တိုက်ခိုက်တဲ့စကားတန်တွေကိုအာယုံစိုက်နေနေတော့ဒါပေမဲ့အပြုသဘောနဲ့ကိုယ်ကိုဝေဖန်သုံးသပ်ပြတဲ့စကားတွေကိုတော့ကိုယ်ကလက်ခံနိုင်ရမယ်အဲ့ဒီလိုကိုယ်ကိုအပြုသဘောနဲ့ပြောတဲ့စကားလားတိုက်ခိုက်တဲ့စကားလားဆိုတော့ဝေဖန်ပိုင်းခြားနိုင်တဲ့အတိတ်တရားလည်းကိုယ်မှာရှိဖို့လိုအပ်တယ်တောင်တက်သမားတယောက်အတွက်လမ်းခီးမှာလိုအပ်တဲ့အရာမှန်သမျှကိုယူသွားရတယ်အခုကိုယ့်ရဲ့ရည်မှန်းချက်ကိုတွားနေတဲ့လူတယောက်အတွက်လမ်းမှာတေချာပေါက်တွေ့ရမယ့်အခက်အခဲတွေပြဿနာတွေကိုရင်ဆိုင်နိုင်ဖို့အတွက်ကိုယ်မှာခိုင်မာတဲ့စိတ်ဓာတ်လည်းရှိရမယ်ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်တတ်မှဖို့အတွက်စာမများဖတ်ရမယ်ဘုဟုတုဒ္ဒတွေလေ့လာရမယ်စာမများဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူတို့ရဲ့အတွေးခေါ်ပြဿနာတစ်ခုပေါ့ဖြေရှင်းပုံဖြေရှင်းနည်းအရင်ကွာခြားတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ခြုံနေတဲ့မြားဦးနဲ့တုံးနေတဲ့မြားဦးလိုပဲပြစ်မှတ်တစ်ခုပေါ်မှာစိုက်ဝင်တာချင်းတွေ့ရင်တော့မှအတိတ်နဲ့ကတော့ကွာခြားနေလိမ့်မယ်အဲဒါကြောင့်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ရင်ထဲမှာရည်မှန်းချက်ပန်းနိုင်ရှိရဆိုလို့ရှိရင်အရာရာပြည့်စုံတဲ့အချိန်ထိကိုစမနေနဲ့ကိုတက်နိုင်တယ်လားခုကလေးကစလုပ်လိုက်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့ပြောလဲပါတယ်အခုလိုကြည့်ရှုပေးကြတဲ့အတွက်မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများကိုလိုရာပန်းနိုင်ခရီးကိုအရောက်လှမ်းနိုင်တဲ့အောင်မြင်တဲ့သူတွေဖြစ်ကြပါစေ။